Good morning ပါခုမနေ့9နာရီထိုးပါတော့ကျွန်တော်မျက်နှာမတည့်ရသေးပဲနဲ့ဒီနေ့စားဖို့တောက်ဖို့မနေ့စားလေးနေ့လည်စားလေးပြင်ဆင်ပါမယ်ဒီချက်သားကိုကျွန်တော်ညဖက်ကလေးကနှက်ထားတာပေါ့စားရည်ငရုတ်ကောင်းရည်စမင်းမုတ်ရည်ချက်သားမုံလေးနဲ့ထည့်ပြီးတော့ကျွန်တော်မနေ့ခင်အိုးပူပေးပြီးတော့ဒါစီမပါဘူးပေါ့နော်ပုံထားလိုက်ရုံပဲပေါ့ပြီးရင်ဒီဖက်အိုးမှာဒါ broccoli ပေါ့နော်ကြောမှုဝယ်တယ်ဒါလည်းစီမပါဘူးပေါ့နော်တော့စားနေထည့်တယ်ပေါ့ခဏမွေပေးမရတယ်ဗျဟုတ်ဘူးဆိုရင်ဘက်နဲ့တစ်ဖက်ကြက်တယ်မတူဘဲနဲ့တူးသွားတတ်တယ်ပေါ့နော်နေ့တိုင်းဒီလိုကြီးပဲပေါ့နော်ကျွန်တော်မို့အချိန်ဘယ်လောက်ပေးရလဲဆိုတာလွတ်လဲရနေဒီလိုအုပ်ထားမှာပေါ့နော်ပြုတ်ကြော်တယ်ဆိုတော့ကျွန်တော်မနဲ့စားဖို့အုပ်ကြုံပေါ့နော်80 gram ပါအရွက်ကြော်ကတော့100 gram ပါကောင်းလဲ100 gram မနဲ့စားလဲကျွန်တော်အရွက်ကြော်100 gram ထည့်ထားပါဘူးဒီအုပ်ကြုံကတော့ဒီနဲ့ကြိုတယ်ပေါ့နော်beef protein နဲ့ fast scoop ပေါ့နော် fast scoop က30 gram ရှိပါတယ်ချက်သားလဲကျွန်တော်200 gram စားပါတယ်စားတော့ကျွန်တော်စားရဆို100 gram လောက်ပဲရှိတယ်ကုတ်ရှင်းယူပြီးမှပဲ200 gram လောက်ဆရာစားခိုင်းတာပါတော်တော့များတယ်ပေါ့နော်200 gram ဆိုတာပြီးတော့မနက်စာမှာကျွန်တော်ကျဲဥအကာကြီးကိုပဲကျွန်တော်9လုံးစားတယ်ပေါ့နော်အိုးဆိုကျွန်တော်လုံးဝစီမထည့်ထားဘူးပေါ့နော်ဒီလိုအကာပဲပေါ့နော်ညပြောတီးစမ်းပါတယ်ခုနကဒီအုတ်ကြုံပေါ်ပြားရည်ပေါ့နော်ဒီကောင်လဲကြောမှုက blueberry ပဲဒီမှာပေါ့နော်မနေ့စာကတော့ဒီအုတ်ကြုံ blueberry နဲ့ကောင်နဲ့ပါဒီဘာမနေ့စာပြီးတော့ပဲကျွန်တော်မျက်နှာတစ်ပြီးတော့မနေ့စာစားပါမယ်အခုကျွန်တော်မနေ့စာစားပြီးတော့အလုပ်သွားပါမယ်အရင်ဦးဆုံးတော့ဒီအုတ်ကြုံရင်စားတယ်ပေါ့နော်ဒီကောင်ရင်မစားဘူးဆိုရင်ဒီကြက်ဥနဲ့အရွက်ရင်စားလိုက်ဒီကောင်စားတော့မကုန်တော့နေ့တိုင်းတော့မစားနိုင်ဘူးနော်တခါတလေကျတော့ဒီဟာကို protein shake အနေနဲ့လောက်တောက်ပါတယ်တော်တော့စားယူရတယ်ပေါ့နော်အချိန်တော့ပေးရပါတယ်လောက်ရတာအချိန်သိမပေးရပါမယ်စားရတော့တော်အချိန်ပေးရ blueberry ရတော့ကောင်းပါလေအခုကျွန်တော်လောက်သွားနေပြီပေါ့နော်ဒီနေ့လည်းမိုးရွာပါတယ်မနေ့ကလည်းမိုးရွာတယ်ပေါ့နော်အခုကျွန်တော်လောက်သွားလိုက်ပါဦးမယ်အခုတနာကြီးကြော်သွားပြီပေါ့နော်နေ့လေတနာကြီးကြော်ပါဒီနေ့အလုံးနည်းနည်းစိုးပြီးတယ်ပေါ့နော်ကျွန်တော်အလုံးမှာပဲမနေ့ထုတ်လာတဲ့နေ့လေသာစားပါမယ်သမင်း200 gram ရဲ့ချက်သား200 gram ပြီးတော့ဒီရွက်စိမ်း100 gram ပါဒါကတော့ပုံမှန်စားနေကြနေ့လေစားပေါ့နော်နေ့လေစားကတော့စားလို့ရမ်းကောင်းပါတယ်ဘာလို့ဆိုအလုပ်ပင်ပန်းလောက်ထားတော့နေ့လေစားကောင်းပါတယ်အခု9နာရီကျော်သွားပါပြီ9နာရီခွဲခန့်ကြီးပေါ့နော်လုံးနေပြန်လာပြီးတော့အိမ်မှာခဏပြန်လာခဏအိတ်တယ်ပေါ့နော်ပတ်တီးရတော့ဒီကြောမှုမဝယ်ပေါ့နော်ကြောမှုမဝယ်ရမ်းတန်ပါတယ်ရွက်ပါမယ်ဒီအသား200 gram ထောပတ်တီး100 gram ကြားစာပေါ့နော်ခုနအိတ်ထားတော့နှစ်စီရတစ်မျိုးကြီးထောပတ်တီးထောပတ်တီးတော့ကောင်းတက်နိုင်ဆုံးတော့အစီကြော်တယ်အဲ့လိုချောင်းတယ်ပေါ့နော်ပြားရည်လေးစမ်းပါမယ်ကျင်မသွားခင်ပေါ့နော်ဒါပေါင်မုတ်မှာမေပဲဒီကျွန်တော်စားနေကြမေပဲထည့်ပါတယ်ပြီးတော့ဒီပြားရည်နဲ့ blueberry ရတော့ဒီနေ့မှထည့်စားကြည့်တာပေါ့နော်အကျင်မသွားခင်ပေါင်မုတ်2ချက်ပါဒီ2ချက်ဆိုရင်150 calorie လောက်ရှိပါတယ်ပြီးတော့ protein 30 gram ပေါ့နော် protein တစ်ခွက်ပေါင်မုတ်စားပြီးတော့ကျင်သွားပါမယ်protein တော့မိုက်ပါတယ်မှာပါနော်စားကောင်းပါတယ်ဒါတော့ကျွန်တော်စော့ရခြင်းပါခုမှမိုးတိတ်တယ်ပေါ့နော်โอเคအခုကျွန်တော်ချိန်ရပါပြီကျွန်တော်ဂျင်မစော့ခင်တော့အခုလောလောဆယ်ဒါ creatine ပေါ့နော်ဒီ creatine တောက်ပါတယ်ပြီးရင်ကျွန်တော်ဒီဂျင်နေစော့ရခြင်းနဲ့ကျွန်တော် EA တောက်တယ်ပေါ့နော်ဒီကောင်ရတာကတော့ဒါ Raymond ပါဂျင်စော့နေတဲ့အချိန်မှာတောက်တယ်ပေါ့နော်အားရီပါဒီပို့ထောက်အောင်လို့ကောင်းနဲ့စွန်းတောက်ပါလေတစွန်းမှာ5 gram ရှိတယ်ပေါ့နော်ဒီခုကျွန်တော်ကြောချော့ပြီးတော့ကျင်စော့လိုက်ပါမယ်
efficient protein တောက်ပါတယ်ကျွန်တော်ဒီဘူးလေးကိုဘယ်မှာမာလို့ရလဲလို့မေးကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်မစုံနေမာတာပါသူကတခါတောက်စာပေါ့နော်ကျင်စော efficient ဆိုနေမှာထည့်လိုက်ရုံပဲပေတော့တွားယူသွားလို့ရတော့အဆင်ပြေတယ်ပေါ့နော်တော့ရှိတ်လိုပဲလာလဲလာရဲဟာမတခါတောက်စာဒီရှိုးပြီးဒီရက်ပိုင်းခန္ဓာကိုရှင်နေပါနော်ညစာပြင်နေပါလေဒါကတော့ကျွန်တော်ရဲ့ညစာပါငါကတော့တကောင်ပုံမှန်ကတော့ဒီငါးနှစ်ကောင်အရွက်နဲ့ထောပတ်တီးနဲ့ထမင်းနဲ့ပေါ့ဒီညတော့ချက်သားပါတော့ငါးတစ်ကောင်ပဲစားပါတယ်ကျွန်တော်စားတာကတော့တရက်ကိုကီလိုရီ3000ကျော်ပဲဗျဝိတ်လည်းတင်နေဆိုတော့ဒီလိုတွေစားနေရတော့4-5ရက်လောက်ပဲရှိသေးတယ်ပေါ့နော်အရင်တော့ကျွန်တော်စားရဆိုဒီအသားဆို100 gram လောက်ပဲရှိတယ်ဗျအခုစားတာအသား200 gram ဖြစ်သွားတယ်ထမင်းဆိုလည်းနည်းနည်းလေးပဲပြီးတော့ဒီအရွက်တွေဆိုအစားတော့ကျွန်တော်စားဆို50 gram လောက်ပဲရှိတယ်ပေါ့နော်အခုမှ100 gram အစားတော့ဆိုထောပတ်ကြီးဆိုလုံးဝမစားဘူးကောင်းတဲ့အစီပေါ့နော်ထောပတ်ကြီးကထောပတ်ကြီးလည်းတစ်ရက်နှလုံးစားပါတယ်တပတ်လုံးမှာ9ရက်ဒီလိုပဲပေါ့နော်ဒီပိတ်ရက်ကျရင်တော့နည်းနည်းကိုကြိုက်တယ်ဆိုတာကလည်းဒီကီလိုရီတွက်ချက်ပြီးတော့ကျမရင်းနဲ့ညီညွတ်တဲ့ဟာစစ်စားဖြစ်ပါတယ်ထောပတ်ကြီးတော့ရန်ကောင်းဒီကောက်ဗီဒီယိုတော့တွေ့ခုဘာမှမရှိဘူးနော်ဒီတရက်တာကျွန်တော်ဗာစားလိုက်ဆိုတဲ့ဗီဒီယိုရိုက်ပြပါစားလိုက်ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဘလော့မှာပြန်တွေ့မယ်နော်